မင်္ဂလာပါညီကိုတို့ဒီနေ့ညမြန်မာစံတော်ချိန်ည7:00နာရီမှာဘုံမောက်နဲ့အာဆင်နယ်တို့ရှင်မြန်ကစားကြမှာပါအာဆင်နယ်မှာကွင်းလက်လူဒီကန်ရိုက်နဲ့အတူဘယ်နောက်ခံလူကလပ်ဖီတို့မပါဝင်နိုင်သေးပါဘူးဘုံမောက်မှာအဓိကတောင်ပန်ကစားသမားဆမ်မန်ညိုပါဝင်ဒီပွဲမှာပါဝင်လာနိုင်ပါတယ်ဘုံမောက်ဟာပရီးမီးယားလိနောက်ဆုံး10ပွဲဆက်ရှုံးပွဲဆက်နေပြီးဒီနေ့ပွဲမှာလည်းမူလာစတင်ချိန်မှာအာဆင်နယ်ကနေဘော်ဒီ1ပေါင်း15 9ပေါင်း3ပေါင်း60ဒီပေးထားပြီးယခုချိန်မှာတော့အာဆင်နယ်ကနေဘော်ဒီ1.25 9ပေါင်း3ပေါင်း20ဒီမြင့်တက်လာပါတယ်ဒီနေ့တရင်ထွေထွေတက်ဆုံမှုမှာလီ16ပွဲမှာ15ပွဲတည်းဒီအာဆင်နယ်ကကိုတင်ထားနိုင်ပါတယ်ဒီနေ့ပွဲမှာလည်းအာဆင်နယ်ကပဲအနိုင်ရဖို့များပါတယ်ကိုပေါင်းကထင်တယ်လို့မများနိုင်ပြီမဲ့နှစ်ကိုလောက်ထိတွန်းနိုင်တဲ့အာဆင်နယ်ဘော်ဒီပဲကြိုက်ပါတယ်